ကျွန်တော်နာမည်ကကျန်းစီဖုန်းပါဒီမနက်တင်ငရဲပြည်ပါဆယ်ပို့လုပ်ငန်းချုပ်ကိုရောက်လာတာနဲ့အခြေအနေကမဟန်မှန်းသိလိုက်ရတယ်တကားဝမှာအင်းစာတွေပြည့်နေအောင်ရေးထားတဲ့ကားနဲ့တစည်းကစောင့်နေတယ်ဒါကငရဲပြည်ရဲ့ကုန်ပစ္စည်းအဆောင်ရှောက်ဖွဲ့သုံးတဲ့ကားမျိုးပဲမန်နေဂျာနွားကကျွန်တော်ကိုမြင်တာနဲ့ကယ်တင်ရှင်ကြီးကိုတွေးလိုက်ရတယ်လို့မျိုးဝမ်းသာအားရပြေးကြိုပြီးတခင်လေးချမ်းရောက်လာပြီးကိုလို့အော်ပြောတယ်သူရေလိုက်တဲ့အချိန်မှာမျက်နှာကအသားတွေတောင်တုံခါနေပေမဲ့မျက်လုံးတွေကတော့ကားထဲကိုပဲခဏခဏခိုးကြည့်နေတယ်ဒီလိုပြပြတလဲဖြစ်နေတဲ့ပုံစံကကျွန်တော်အတွက်တွေးနေကြည့်တဲ့တွင်တူထားပေးမှန်းသိတာလားပါတယ်ဒါပေမဲ့အဖိုးရဲ့သတင်းကိုစုံစမ်းဖို့အတွက်ကျွန်တော်လည်းမတက်နိုင်ပဲရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်ရတယ်။ဒရိုင်ဘာလောက်ခေးကတော့လူချမ်းတစ်ယောက်ပဲ။သူကလက်နက်ကင်အဆောင်ရှောက်ဖွဲ့ယူနီဖောင်းကိုဝတ်ထားပြီးခါမှာတော့မတ်မွန်သားပုံစံလုပ်ထားတဲ့စွမ်းအင်တနက်တစ်လက်ကိုချိတ်ထားတယ်။အဲ့ဒါကအစင်းမြင့်တရဲတစီတွေကိုအပြက်ရှင်းဖို့တီးတန့်ထုတ်ထားတဲ့ပြင်းထန်တဲ့လက်နက်တစ်ခုပဲ။သူကကျွန်တော်ကိုအေးဆက်ဆက်နဲ့ခေါင်းတစ်ချက်ပဲညှိပြတယ်ကြည့်ရတာတေတံပေးခံရတော့မဲ့အကျဉ်းသားတစ်ယောက်ကိုကြည့်နေတဲ့အတိုင်းပဲ။ငိမ့်ငိမ့်ထိုင်။မြို့ထဲကထွက်တော့မဲ့တဲ့ဒီလိုတွေးအေးလာတဲ့အခြေအနေကြီးကကျွန်တော်ကိုပါဆယ်သွားပို့တာနဲ့မတူပဲကုန်ပစ္စည်းစောက်ရှောက်ပြီးသွားနေရတယ်လို့မျိုးခံစားရစေတယ်။ကားခန်းထဲကအပူချိန်ကရေခဲမှတ်အထိကျဆင်းနေတယ်။အလဲမှာတော့မီတာဝက်လောက်ကျဲတဲ့တက်တုတက်တာတစ်လုံးရှိပြီးအပေါ်မှာတော့အင်းစာတွေအပြည့်ကတ်ထားတယ်။ကျွန်တော်အနားကိုတိုးသွားယုံတည်ရှိသေးတယ်။အယိုးထဲအထိစိတ်ဝင်သွားမဲ့အေးတဲ့တစ်ခုကတိုးဝင်လာတယ်။ကျွန်တော်လည်းမအောက်နိုင်ပဲအေးလိုင်းတွေကပြင်းလာချီလာလို့ရေရွတ်လိုက်မိတယ်။လောက်ခေးကတော့ရှေ့ကနေမျက်နှာတီကြီးနဲ့ရှင်းပြတဲ့အထဲမှာရှိတာကအလွန်အေးတဲ့လှုပ်ဝက်ရေခဲတုံးဖြစ်ပြီးနေဆက်ကဆရာကြီးတယောက်ကဈေးကြီးပေးပြီးဝယ်ထားတဲ့အဖိုးတန်ပစ္စည်းတစ်ခုဖြစ်တယ်တဲ့။ဒီပစ္စည်းကိုပို့ပေးဖို့အတွက်မန်နေဂျာနွားကကျွန်တော်အဖိုးချမ်းချမ်းရှိရဲ့သတင်းကိုစုံစမ်းပေးမယ်လို့တောင်ကတိပေးထားတယ်။သူ့ပုံစံကဒီနေ့ထူးထူးဆန်းဆန်းဖြစ်နေတယ်လို့ခံစားရပေမဲ့အဖိုးအတွက်တော့ဒီဓာတ်တောင်မီးပင်လေကိုပဲဖြစ်ဖြစ်ကျွန်တော်ဖြတ်ကျော်ရမှာပဲ။ကားကမြို့ပြအေရီးယားထဲကနေမောင်းထွက်လာတာနဲ့ငရဲပြည်ရဲ့မြင်ကွင်းကချက်ချင်းပြောင်းလဲသွားတယ်။မူလကစီကားလာတဲ့မြို့ကြီးကပြတင်းပေါက်အပြင်ဘက်မှာတဖြည်းဖြည်းပျောက်ကွယ်သွားပြီး၆တွေ့တဲ့တော်ရိုင်းမြေပြင်ကြီးဖြစ်လာတယ်။ကောင်းကင်ကြီးကလည်းထူးဆန်းတဲ့ခရမ်းရောင်ကနေမိခိုးရောင်မိုင်းကြီးဖြစ်သွားတယ်။မြေပြင်ပေါ်မှာတော့နီညိုရောင်သွေးဝိညာဉ်မြက်တွေအပြည့်ပေါက်နေပြီးလေထဲမှာတုံခါနေတာကသွေးတွေစီးကျနေတယ်လို့ပဲရန်ဖန်ရန်ခါမှာမြည်သူမြည်ဝါမှန်းမသိတဲ့လေလွင့်ဝိညာဉ်အချို့ကိုလည်းတွေ့ရတတ်ပြီးသူတို့ရဲ့မျက်လုံးတွေကအသက်မဲ့စွာနဲ့တော်ရိုင်းထဲမှာလွင့်မျောနေကြတယ်။လောက်ဟေးကကျွန်တော်ကိုပြောတယ်ဒါတွေအားလုံးကတရဲတစေစစ်သားတွေရဲ့ဖန်ဆီးခြင်းကိုခံရပြီးငရဲပြည်ကိုပို့ဆောင်ခံရမယ်တရားမဝင်ဝိညာဉ်တွေတဲ့ဒီလိုဥပဒေမဲ့တဲ့နေရာကိုကြည့်ပြီးကျွန်တော်စိတ်ထဲမှာစိုးရိမ်စိတ်တွေပိုပြီးတိုးလာခဲ့တယ်။တနာရီကြော်လောက်မောင်းလာပြီးတဲ့နောက်ရှေ့မှာရုတ်တရက်ကြီးမားတဲ့ဂိတ်တကားကြီးတစ်ခုပေါ်လာတယ်။မြို့ရိုးပေါ်မှာတရဲစစ်သားတွေအပြည့်ရှိနေပြီးတွေးလို့နီရဲနေတဲ့စာလုံးကြီး၃လုံးကဂူမန်ကွမ်တရဲတကားဝတဲ့ဒါကိုမြင်တော့ကျွန်တော်စိတ်ထဲမှာထိတ်လန့်သွားပြီးချက်ချင်းပဲစိုးရိမ်တကြီးဖြစ်သွားတယ်။လောက်ဟေးကိုမေးလိုက်တယ်နေဆက်ကိုသွားမှာမဟုတ်ဘူးလားဘာလို့တရဲတကားဝကိုရောက်လာတာလဲလို့လောက်ဟေးကရှင်းပြတယ်နေဆက်ကဒီဂိတ်တကားရဲ့အပြင်ဘက်မှာရှိတာမို့ဒါကမဖြစ်မနေဖျက်ရမယ့်လမ်းပဲတဲ့အရာအလုံးကိုဝါမျိုးပြစ်နိုင်မဲ့ပုံရှိတဲ့အမဲရောင်တကားကြီးဖြည်းဖြည်းချင်းပွင့်လာတာကိုကြည့်ပြီးကျွန်တော်လက်သီးကိုကြစ်ပါအောင်ဆုပ်ထားလိုက်မိတယ်ဒီလမ်းကိုတစ်ခါထွက်သွားပြီးရင်ပြန်လာဖို့ကတော်တော်ခက်ခဲလိမ့်မယ်အမြင့်2 မီတာကျော်ရှိတဲ့တရဲဘူချုပ်ကြီးကစစ်ဆေးဖို့ရှောက်လာပြီးခက်ထန်တဲ့မျက်နှာပေးနဲ့လှောင်ပြောင်ပြီးပြောတယ်ပါဆယ်လာပို့တာကိုနေဆက်အထိလာပို့တာမျိုးကတော့ပထမဆုံးအကြိမ်မြင်ဘူးတာပဲတဲ့ဒါပေမဲ့သူကကျွန်တော်လေဘင်းမှာဆွဲထားတဲ့ထန်းရှိလင်းနက်စရာအမိတ်တော်ပြကိုမမျော်လင့်ပဲမြင်လိုက်ရတဲ့အခါမှာတော့သူ့ရဲ့ရေတံကချက်ချင်းရက်တန့်သွားတယ်သူကကြောက်စရာကောင်းတဲ့တရှိမှုတစ်ခုခုကိုမြင်လိုက်ရတယ်လို့မျိုးမျက်နှာကချက်ချင်းဖြူဖြော်သွားပြီးခြေလန်း2လန်းလောက်နောက်ဆုတ်ကတူးထောက်ပြီးအယိုအသေးပေးလိုက်တယ်တခင်လေးချမ်းရောက်ရှိလာတာကိုမသိလို့ပြင်းမမိပါတယ်တဲ့သူអော်လိုက်တဲ့အတန်ကြောင့်တရေတကားဝတ်တစ်ခုလုံးမှာရှိတဲ့အဆောင်တွေအားလုံးကတန်းစီပြီးအယိုအသေးပေးကြတယ်ကျွန်တော်စိတ်သက်သာရသွားပေမဲ့ဒီချမ်းရှိလင်းရဲ့ဩဇာအာဏာကကျွန်တော်ထင်ထားတာထက်အဝေးကြီးကိုကျော်လွန်နေပြီးဒါကကျွန်တော်ကိုပို့ပြီးတော့တောင်စိုးရိမ်ပူပန်စေခဲ့တယ်